ဘဝမှာအနည်းဆုံးတစ်ခေါက်လောက်တော့ခွေးဖြစ်ဖို့လိုအပ်ပါတယ်တဲ့နည်းနည်းတော့ကျန်းနေပေါ့နော်အားလုံးပဲမင်္ဂလာပါရှင် My Life Story by Alice ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မတွေ့ရလဲကြပြီဒါလေးက2026အတွက်ကျွန်မရဲ့ပထမဆုံး podcast ပါရှင်ဒီနေ့အကြောင်းအရာလေးမသွားခင်မှာအရင်ဆုံးကျွန်မ describe လုပ်ပြပါမယ်ခုလောလောဆယ်မှာတော့ရာသီဥတုအေးတာဖြစ်တဲ့အတွက်ပေါ့နော်ဒီနေ့မှာကျွန်မဒီအပြာရောင်နှွေးထဲဝတ်ထားတယ်ပြီးလို့ရှိရင်အဲ့မှာခွေးရုပ်သေးသေးလေးကိုကပ်ပြီးတော့ခြီထားတယ်ပေါ့နော်ကျွန်မရဲ့ပခုံးကြော်စပင်ကိုကြတော့ခေါင်းစည်းခွင်းနဲ့ခြီပြီးတော့ဒီတိုင်းချထားတယ်ပေါ့နော်ဒါလေးကကျွန်မရဲ့လက်ရှိappearance ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအနေအထားကို visualize ပေါ့နော်မျက်စိထဲမြင်အောင်လာအောင်လို့တရုပ်ဖော်ပြတာပါရှင်Okay ဒီနေ့ကျွန်တော်တို့သွားမယ့်အကြောင်းအရာလေးက rock bottom ကျွန်တော်တို့ကြားစရာထက်မရှိလောက်အောင်လုံးဝအောက်ဆုံးပေါ့နော်ဆိုတော့ကျွန်တော်တို့အဝီစီအထိထိုးကြရဲဆိုပြီးတော့မြန်မာမှာပြောကြရဲဆိုတော့အဲ့အနေအထားမျိုးလေးအကြောင်းဘဝရဲ့အဲ့အနေအထားတစ်ခုအကြောင်းကျွန်တော်တို့ဆွေးနွေးကြည့်ကြပါမယ်ဒီအကြောင်းအရာကိုစာပြီးဆွေးနွေးဖို့ဘယ်ကနေ idea ရတာလဲဆိုလို့ရှိရင်ဒီနေ့မနက်မှာဒီက build မြန်မာဆိုတဲ့ podcast လေးတစ်ခုနားထောင်ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင် speaker တယောက်ဖြစ်တဲ့ဒီဒေါက်တာဆိုင်ဖုံးမြတ်ပေါ့နော်အဲ့ဆရာကဘာပြောသွားလဲဆိုလို့ရှိရင်ဘဝမှာအနည်းဆုံးတစ်ခါလောက်တော့ခွေးဖြစ်ဖို့လိုအပ်ပါတယ်တဲ့ကြားစားတော့နည်းနည်းလေးကျန်းတယ်လို့ပဲပေါ့နော်ဘာလဲပေါ့ဒါပေမဲ့ right ပြန်ပြီးတော့ reflect လုပ်ကြည့်ရဲ့အချိန်ကြာအဲ့ဒါမှန်တယ်ပေါ့နော်ဒါပေမဲ့တခြား in other words ပေါ့နော်တခြားစကားသုံးပြီးပြန်ပြောရမယ်ဆိုရင်တော့မြန်မာလိုဆိုရင်တော့ဘဝနာဖူးဖို့လိုအပ်တယ် English လိုဆိုရင်တော့လုံးဝ rock bottom ပေါ့နော်အောက်ကိုထပ်ကျစရာမရှိတော့လောက်အောက်ဆုံးအထိထိုးကျဖူးဖို့လိုအပ်တယ်ပေါ့ okay ဘာအတွက်ကြောင့်အဲ့လိုလိုအပ်တာလဲကျွန်မဘဝမှာကောအဲ့လိုမျိုးကြားခဲ့ဖူးလားဆိုတာလေးကိုဒီနေ့ရဲ့podcast လေးမှာMy Life Diary ပေါ့နော်ကျွန်မရဲ့ဘဝ diary စာမျက်နှာလေးကိုတစ်ချက်ပြန်ပြီးတော့ကြည့်ကြပါမယ်ရှင် Okay ဆိုတော့ကျွန်မပြန်ပြီးတော့ဆန်းစစ်ကြည့်ရင်ငါရောခွေးဖြစ်ခဲ့ဖူးလားပေါ့နော်ဆိုလိုတာက rock bottom အထိဆင်းခဲ့ဖူးလားဆိုပြီးတော့ပြန်ပြီးတော့သုံးသပ်ကြည့်ရအခါမှာတော့ခုနှစ်လေးနှစ်ခုထွက်လာတယ်ပေါ့နော်2016ဆိုတဲ့ခုနှစ်လေးရဲ့2023ဆိုတဲ့ခုနှစ်လေးရဲ့ပေါ့နော်အဲ့ဒီနှစ်တွေဒီကျွန်မအတွက်လုံးဝ rock bottom တကယ်အောက်ကိုထပ်ဆင်းစရာမရှိတော့လောက်အောင်ကိုအကြနာခဲ့တဲ့ခုနှစ်တွေပေါ့နော်English proverb တစ်ခုကပြောခဲ့တဲ့အတိုင်းပဲ misfortunes never come alone ပေါ့နော်။ကန်ဆိုးမကြမှုဆိုတာဘယ်တော့မှတစ်ခုတည်းမလာဘူး။အဲ့လိုမျိုး rock bottom ကိုကြားတဲ့အချိန်ဆိုလို့ရှိရင်လေကျမတို့မှာကပတ်ပေါင်းစုံကနေကန်ဆိုးမကြမှုတွေထိုးနှက်ချက်တွေလက်တီးဖုံးတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဆင့်ကဲလာတယ်ပေါ့နော်။family မိသားစုကိစ္စတွေရှိမယ် friendship ပေါ့နော်ဒီတကယ်ချင်းတွေနဲ့ပေါင်းသင်းဆက်ဆံရေးရှိမယ် relationship နော်ဒါလေးရှိမယ်ပြီးလို့ရှိရင် social လူမှုရေး even career ပေါ့နော်ဆိုတော့ဒီ2016ဆိုရင်တော့ကျွန်မရဲ့ career အစနှစ်ပိုင်းနှစ်တွေပေါ့နော်အဲ့လိုမျိုး career နဲ့ပတ်သက်တဲ့ပြဿနာပေါင်း16000ပေါ့နော်လုံးဝလူကိုနလန်မထူနိုင်လောက်အောင်ကိုထိုးနှက်ပြီးတော့မှအောက်ဆုံးအထိကိုဆွဲချသွားတာပေါ့နော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်ပိုင်းဆိုင်ရာဒါတွေအကုန်တစ်ခုမှပြန်ပြီးတော့မထောင်မနိုင်တော့ဘူးလားလို့ထင်ရတဲ့အခြေအနေမျိုးပေါ့နော်အဲ့ကိုရောက်ခဲ့တယ်ဒါလေးကကြတော့ကျွန်မဘဝမှာ rock bottom ကိုငါဒီနှစ်ပိုင်းနေမှာရောက်ခဲ့ဖူးရဆိုတဲ့ reflection လေးပေါ့နော် okay အဲ့မှာဆရာကဘာလို့ဒီလိုမျိုးဘဝကိုရောက်ဖို့လိုအပ်တာလဲပေါ့နော်ဆိုအရင်မှာဆိုရတဲ့အခြေအနေတခုရောက်ဖို့လိုအပ်တာလဲဆိုတာကိုပြန်ပြီးသုံးသပ်တဲ့အချိန်မှာကျွန်တော်တို့ success ပေါ့နော်အောင်မြင်မှုရဖို့အတွက်ကိုလုံးဝ lesson ပေါ့နော်သင်ခန်းစာအကြီးတွေပြီးလို့ရှိရင်တကယ်ကျွန်တော် resilience ပေါ့နော်ပြန်ပြီးယုံထားနိုင်မှုအဲ့အကြီးစားတွေကအဲ့လိုအခြေအနေမျိုးကြုံပြီးတဲ့သူတွေမှာကstrongest เนาะဆိုတော့ကျွန်တော်တို့အခိုင်အမာဆုံး the best အကောင်းဆုံးအခြေအနေမျိုးတွေပေါ့နော်အဲ့ဒါတွေကိုရလာတတ်တာကြောင့်ပါတဲ့ဆိုတော့ကျွန်မလည်းပြန်ပြီးတော့သုံးသပ်တယ်ကျွန်မခုနနေရပြောခဲ့တဲ့ခုနှစ်ဒီမှာဆိုလို့ရှိရင်ကျွန်မဒီလုံးဝ rock bottom ကိုရောက်ခဲ့တယ်အဲ့ဒါကောငါဘဝမှာဘယ်လိုပြန်ပြီးတော့အရေးပါခဲ့လဲပေါ့နော်ကျွန်မပြန်ပြီး reflect လုပ်လိုက်တဲ့အချိန်မှာ surprisingly လုံးဝကိုပဲ
ဒီအန်အောစရာကောင်းတာပေါ့နော်အဲ့ rock bottom ကြာပြီးတဲ့နောက်နှစ်တွေဆို2019နောက်2024အဲ့နှစ်တွေဒီကျမဘဝရဲ့လုံးဝ breakthrough ပေါ့နော်လုံးဝအပြောင်းအလဲကြီးမားမားတွေဖြစ်ခဲ့တယ်။ဒါသူများတွေအတွက်ဆိုရင်တော့ဒါ success လို့ခေါ်ချင်မှခေါ်နိုင်ပေမဲ့လို့ကျမဘဝပြောင်းလဲစေခဲ့တဲ့ဖြစ်ပျက်လေးတွေကအဲ့ခုနနေက rock bottom ကိုရောက်တဲ့နှစ်တွေရဲ့နောက်မှာစက်တိုက်လိုက်လာရပေါ့နော်။ Okay အဲ့မှာကျွန်တော်တို့တစ်ခုပြောစရာရှိရဲအဲ့ဆိုရင် all rock bottom ပေါ့ကျွန်တော်တို့အစင်းရဲဆုံးအခြေအနေဒုက္ခရောက်ဆုံးအခြေအနေရောက်ပြီးလို့ရှိရင်လုံးဝအောင်မြင်တဲ့အခြေအနေဒီတိုင်းရောက်သွားမှာလားဆိုတော့ no ပေါ့နော်မရောက်ဘူးပေါ့ okay ဆိုတော့ဂျားထဲမှာကျွန်တော်တို့ဖြတ်သန်းရတဲ့ process လေးရှိတယ်အဲ့ဒီထဲကမှတချို့အရာလေးကိုကျွန်တော် sharing လုပ်ပေးသွားမယ်ပေါ့နော်ဒါကျွန်မရဲ့ life experience ပေါ့နော်အရင်ဆုံးကကျွန်တော်ဘလို့အခြေအနေမျိုးပဲဖြစ်နေနေ rock bottom ပဲဖြစ်နေနေဘလို့ပဲဖြစ်နေနေကျွန်တော်တို့ always do your best အကောင်းဆုံးလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်မပြန်သုံးသပ်ကြည့်လိုက်လို့ရှိရင်လည်း okay ငိုစရာတွေလည်းရှိတယ်ငိုလို့မရတော့တဲ့အခြေအနေလည်းရှိတယ်ဒါပေမဲ့အဲ့ကိုခံစားတာတစ်ပိုင်းတစ်ဖက်မှာလည်းကိုလှုပ်ရှားရှိတာကိုအကောင်းဆုံးပေါ့နော်အကောင်းဆုံးဆိုတာလုံးဝ perfect ဖြစ်နေတဲ့အခြေအနေမျိုးပြောတာမဟုတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာရှိသလောက်ခွန်အားလေးနဲ့ကိုလုံနိုင်သလောက်လေးနဲ့အကောင်းဆုံးလုပ်တာငါ rock bottom မှာရောက်နေတယ်ဒီတိုင်းပဲပြန်ထားနိုင်အောင်လက်အိတ်နေမလား okay အဲ့ဒါကိုကျွန်မ choose လုပ်လဲရတယ်ဒါပေမဲ့လို့အဲ့အနေထားမှာကျွန်တော်ခံစားစရာရှိရလဲခံစားမယ်တစ်ဖက်ကလည်းလှုပ်ရှားရှိရလုပ်ရမယ်ပေါ့နော်ဆိုတော့ဘဝကကျွန်တော်တို့တစ်ဖက်ကသာထိုးနှက်နေတာကျမတို့လုံးဝ fully ခံစားခွင့်ဆိုတာကပြေဝမပေးထားဘူးပေါ့နော်လှုပ်ရှားတာဝန်လေးဝတ္တရားတွေဒါတွေကလည်းတစ်ဖက်ရှိတဲ့အဖြစ်တဲ့အတွက်ကိုတစ်ဖက်ကခံစားတစ်ဖက်ကလည်းအကောင်းဆုံးတက်နိုင်တဲ့များလုပ်ပေါ့နော်ဆိုတော့ဥပမာအနေနဲ့ဆိုလို့ရှိရင်okay ငိုစရာရှိလားငိုရအားရပါရငိုရပြီးမျက်နှာတက်ပြီးရင်ကျမဆိုရင်စတင်တဲ့အတန်းတွေဝင်ခဲ့ရတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ခံစားစရာရှိတာခံစားမယ်ပြီးလို့ရှိရင်တစ်ဖက်ကလည်းကိုလှုပ်ရှားရှိတာကိုအကောင်းဆုံးလုပ်မယ်ပေါ့နော်ဒါ rock bottom ဖြစ်နေတဲ့အချိန်မှာပထမဆုံးကြိုဖြတ်တဲ့ကျမရဲ့ပထမဆုံးဒီ process ပေါ့နော်ဒီကြိုဖြတ်နေတဲ့ process ရဲ့ပထမအဆင့်လေးပါနောက်တစ်ခုကကြတော့ ask for help အကူအညီတောင်းတာပေါ့နော်အကူအညီတောင်းတယ်ဆိုတာကရှိသမျှပြဿနာရဲ့အလုံးဖြေရှင်းပေးဖို့အတွက်ကိုအကူအညီတောင်းတာမျိုးမဟုတ်ဘူးပေါ့နော်အဓိက rock bottom ရောက်နေတဲ့အချိန်မှာကျမတို့အလိုအဆုံးကကျမ listening ear ပေါ့နော်ကိုပြောတာနားထောင်ပေးမယ်သူဒါမှမဟုတ်လဲအဲ့လိုကိုရဲ့အမြင်ကနေလုံးဝပြောင်းလဲသွားစေ upside down ပေါ့နော် upside down ဆိုတာမဟုတ်တဲ့နေရာပြောရတော့မဟုတ်ဘူးပေါ့နော်ဒီလုံးဝကိုယ့်ရဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်တဲ့ view point မျိုးပေးနိုင်တဲ့သူပေါ့နော်အဲ့လိုလူမျိုးတွေစီကနေပြီးတော့ကျမတို့အခုအညီတောင်းတဲ့နေပေါ့ပုံမှန်ဆိုရင်ကျမဒီတုံတန်ရလူတွေစီမှာအကူအညီတောင်းခဲ့တယ်ဒါပေမဲ့ rock bottom ရောက်နေတဲ့အချိန်မှာကျမဘေးမှာဒါမှမဟုတ်ကျမချစ်ရခင်ရတဲ့သူတိုင်းဒီကျမအသက်တာခေါရုပ်တမြင်ပဲပေါ့နော်သူတို့ဒီကျမအတွက်မျှော်လင့်ချက်ပဲဒါပေမဲ့အဲ့မှာလည်းဗာလေးကျမအတွက်အမြတ်ရလိုက်လဲဆိုလို့ရှိရင်အဲ့လိုအောက်ဆုံးအထိနော်ထပ်ကြစရာမရှိတော့လောက်အောင်ဆင်းရဲဒုက္ခရောက်ဆုံးအချိန်မှာကိုယ့်ရဲ့ true support system ဆိုတာကပေါ်လာတယ်ဘာလို့လဲဆိုတော့အဲ့အချိန်မျိုးမှာကျမတို့ရဲ့ version ပေါ့နော်ကျမတို့ရဲ့ပုံစံဒီလုံးဝ the worst အဆိုးဆုံးအနေအထားပုံမှန်ကျမတို့အဆင်ပြေတဲ့အချိန်အောင်မြင်တဲ့အချိန်ဆိုတော့ကျမတို့ရဲ့ our best version ကိုလူတွေမြင်ရတယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ကိုယ့်ရဲ့ true support system ကိုတွေ့ရဖို့ခက်ခဲဒါပေမဲ့ rock bottom ကိုရောက်နေတဲ့အနေအထားမျိုးမှာကြတော့ကျမတို့တချို့သူတွေဒီကျမတို့ရဲ့ worst version ကိုလက်မခံနိုင်လို့ထွက်သွားတဲ့သူတွေရှိတယ်ဒါမှမဟုတ် take advantage ပေါ့နော်အဲ့ဒီအပေါ်မှာကျမတို့အမျက်ထုတ်သွားတဲ့လူတွေရှိတယ်so just a few people just a handful of people ပေါ့နော်ဒီလက်တဆုပ်စာလူတွေလောက်ပဲကြံခဲ့တယ်ဒါပေမဲ့ anyway အဲ့ကြံခဲ့တဲ့လူတွေဒီကျမတို့တက်တာလုံးဝ true support systemအဲ့ဒါဒီဘာလဲဆိုရင် rock bottom အခြေအနေကနေကျမတို့ကိုဘဝအတက်ပေးလိုက်တဲ့သင်ခန်းစာတစ်ခုပေါ့နော်ဆိုတော့ဒီ rock bottom ဖြစ်နေတဲ့အချိန်မှာကျမတို့အတွက်နောက်ထပ်တစ်ခုရတာကဒီ
true support system ပေါ့နော်အဲ့ဒါကြီးထွက်လာမယ်ဆိုတော့အဲ့လူတွေစီကနေ ask for help အကူအညီတောင်းတာမျိုးပြန်ပြီးတွားပြီးရှင်ဖွင့်တာမျိုးပေါ့နော်ဒီလိုမျိုးတွေနဲ့ကျမတို့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ယုံထနိုင်အောင်ကြိုးစားခဲ့ရတယ်ပေါ့နော်ဆိုတော့ကျမရဲ့ true support system ထဲဆိုလို့ရှိရင် a few friends ပေါ့နော်တကယ်ချင်းနေပါမယ်ပြီးရင် medical doctors ပါမယ်ပြီးရင် counselors တွေပါမယ်ပြီးလို့ရှိရင်monks ပေါ့နော်ဒါ spiritual wise အရာဆိုရင်ဖုံနေပါမယ်ပေါ့နော်ဆိုတော့ဒီ support system တွေစီကနေပဲအပြန်ယူပြီးတော့ rock bottom ကနေပြန်ပြီးတော့ယုံထခဲ့တယ်ပေါ့နော်Okay နောက်ဆုံးတစ်ချက်က rock bottom အနေအထားမျိုးဘာလို့ရောက်ဖို့လိုအပ်တာလဲဆိုရင်အဲ့အနေအထားတွေမှာတို့တော်ရုံကိစ္စတွေဒီ fear မရှိတော့ဘူးပေါ့နော်ကြောက်စိတ်ဆိုတာမရှိတော့ဘူးဘာလဲဆိုအရန်ကိုဆင်းရဲဒုက္ခနဲ့အချိန်မျိုးမှာခါဒီကျတော့ even ဒီအသက်ရှင်ခြင်းတို့တည်ခြင်းတို့ဆိုတာတိတ်အရေးမပါတော့ဘူးဖြစ်သွားတယ်ဆိုတော့တော်ရုံပြဿနာလောက်ဒီ it doesn't matter ပေါ့နော်ကိစ္စမရှိဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားတယ်ပြီးလို့ရှိရင်ပုံမှန်အနေအထားမှာဆိုရင်တော့ဒါဘယ်သူတွေကဘယ်လိုပြောကြမလဲမသိဘူးပေါ့နော်ဒီလိုမျိုးစဉ်းစားနေတဲ့အချိန်မှာအဲ့ rock bottom ရောက်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်တော့အရှိမပြောခဲ့တယ်လို့ပဲပေါ့နော်ကြောက်စိတ်ဆိုတဲ့ဟာဒီတိတ်မရှိဘူးပြီးလို့ရှိရင်ဘယ်သူတွေပါပြောမှလဲဆိုတာကိုသိပြီးတော့စဉ်းစားဖို့မစင်စားဖြစ်ဖို့ပေါ့နော်မစင်စားဖြစ်ဖို့ဆိုတာဒီမှာလူတွေလုံးဝ ignore လုပ်ထားရလို့ဆိုလိုတာမဟုတ်ဘူးကိုယ့်အနေကိုလုံးဝအခြေအနေကဓာတ်ရိုက်ဆိုးနေတဲ့အချိန်မှာနောက်ထပ်ပဲအရာကမှဒီထက်ပြီးတော့မဆိုးနိုင်တော့ပါဘူးဆိုတော့အနေအထားမျိုးဖြစ်သွားတာဖြစ်တဲ့အတွက်အဲ့မှာစိတ်ကအရန်ပေါ့နော်ဘယ်နောင်ဖန်ဖြစ်ပေါ့တခုခုလှုပ်ရှားရှိလှုပ်ဖို့လို့အတဲ့ချင်လို့လှုပ်မယ်ဒါမှမဟုတ်ဒါလေးကိုစမ်းပြီးလှုပ်ကြည့်မယ်ဆိုလို့ရှိရင်လေစိတ်ရောလူပေါ်လုံးဝနှက်ပြီးတော့ committed ဖြစ်ပြီးတော့လှုပ်ပြလိုက်တာမျိုးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ကဒီ rock bottom ပြီးလို့ရှိရင် breakthrough တွေဖြစ်သွားတယ်ဆိုတာကအဲ့ lesson တွေပေါ့နော်ပြန်ပြီးတော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ကျမတို့ဒီအခုလက်ရှိမှာ rock bottom ကိုရောက်နေကြရဲဆိုလို့ရှိရင်ဒါမှမဟုတ်ရောက်ခဲ့တယ်အပြည့်အဝ process လုပ်ပြီးတော့မှ overcome မလုပ်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်အားမလျှော့လိုက်ပါနဲ့ပေါ့နော်ဆိုတော့ rock bottom ဒီကျွန်တော်တို့ breakthrough ကိုတွားဖို့အတွက်အနည်းဆုံးအခြေအနေပါလို့ဒါပေမဲ့ဂျားထဲမှာတော့ပြောခဲ့တဲ့ process တွေတော့ဖြတ်သန်းရမယ်ပေါ့နော်ကျွန်တော် rock bottom ရောက်နေတယ်အဲ့နေရာမှာပဲဒီတိုင်းကိုတုတ်ထိုင်နေလို့အဲ့နေလို့တော့မဖြစ်ဘူးပေါ့နော် okayဒီနေ့ရဲ့ podcast လေးကိုဒီ Harry Potter series ကိုရေးတဲ့ J.K. Rowling ပေါ့နော်ဒီစာရေးဆရာမရဲ့ quotation လေးတစ်ခုကို sharing လုပ်ပေးရင်းနဲ့အဆုံးသတ်ပါမယ်ရှင် Rock bottom became the solid foundation on which I rebuilt my life ကျွန်မရဲ့ဘဝပြန်ပြီးတော့တည်ဆောက်နိုင်ခဲ့တဲ့လုံးဝခိုင်ခန့်တဲ့ foundation ဆိုတာကအဲ rock bottom လုံးဝအကျနာခဲ့ရတဲ့အောက်ကိုထပ်ဆင်းစရာမရှိတော့တဲ့အနေအထားနေရာတစ်ခုပါပေါ့နော် Okay have a nice day to you all ကျွန်တော်နောက်ထပ် podcast တွေမှာပြန်ဆုံပါမယ်ရှင်